ပေးချင်တာကတော့ WinRAR နဲ့ zip file နဲ့ RAR file နဲ့လုပ်ပြီးတဲ့အချိန်မှာ password တွေမေးသွားခဲ့တာပဲဖြစ်ဖြစ်ကျွန်တော် website တွေကနေပြီးတော့ software တွေပါတယ် down တဲ့ချိန်မှာ password တွေပါလာခဲ့လို့ပဲဖြစ်ဖြစ်ရှာလို့မတွေ့ဘူး password တွေပျောက်သွားခဲ့တယ်ဆိုရင်ဘယ်လို password ကိုရှာမလဲဆိုတော့ software လေးတစ်ခုအကြောင်းတင်ပြပေးချင်ပါတယ်ပထမဆုံးကျွန်တော်ပေးထားတဲ့ link ကနေပြီးတော့ download သွားလုပ်လိုက်ပါကျွန်တော် media fire ကနေပြီးတော့ကျွန်တော်တင်ပေးထားတာပါဒီနေရာလေးကနေပြီးတော့ download လုပ်ရမှာပါဒါလေးကိုနှိပ်ပြီး download လုပ်ရမှာပါဟုတ်ကဲ့ download လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီလိုမျိုး RAR file လေးတစ် file ရလာမှာပါအဲဒီ RAR file လေးကိုဖွင့်လိုက်ပါပြီးရင်တော့ setup exe ဆိုတာလေးကိုနှိပ်ပြီးတော့ install လုပ်လိုက်ပါ install လုပ်လိုက်တဲ့အချိန်မှာသူက key တောင်းပါလိမ့်မယ် key တောင်းလို့ရှိရင်ကျွန်တော်ဒီအပေါ်ကောင်လေးကိုဖွင့်လိုက်လို့ရှိရင်ဒီမှာ key ရှိပါတယ် key ပါတစ်ခါလဲထည့်ထားပေးပါတယ်အဲဒီကောင်လေးကိုထည့်ပေးလိုက်ပါဒါဆိုလို့ရှိရင်သူက register လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်အဲဒီတော့ဒီကောင်ကိုကျွန်တော်တို့ဘယ်လိုလုပ်သုံးဆွဲရမလဲဆိုတော့ကျွန်တော်အစမ်းအနေနဲ့ကျွန်တော်တခုလုပ်ပြပေးပါမယ်ဥပမာဒီပုံလေးပေါ့ဗျာဒီပုံလေးကိုကျွန်တော် password နဲ့ RAR file လုပ်လိုက်ပါမယ်ဒါကိုဘယ်မှာထားမလဲဆိုတော့ desktop မှာပဲထားမယ်ပေါ့နော် desktop ဟုတ်ကဲ့ဒီမှာ desktop မှာ RAR file နေနဲ့ထားမယ်ကျွန်တော် password ထည့်ပါမယ်အစမ်းလုပ်ပြတဲ့အနေနဲ့ရန် password အများကြီးဆိုလို့ရှိရင်ရန်ကြာအောင်မှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်စမ်းသဘောမျိုးနဲ့ AB လို့ပဲကျွန်တော် password ကိုနာမည်ပေးလိုက်ပါမယ်ဟုတ်ကဲ့ပြီးရင်တော့ okay နှိပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ link test ဆိုပြီးတော့ RAR file ထွက်လာပါလိမ့်မယ်အဲဒီ RAR file လေးကိုဖွင့်ကြည့်လိုက်ပါဓာတ်ပုံရှိပါမယ်အဲဒီဓာတ်ပုံကိုဖွင့်မှဆိုရင်သူက password တောင်းပါလိမ့်မယ်အဲ့မှာကျွန်တော်တို့ password မေးသွားခဲ့တယ်ပဲဖြစ်ဖြစ်တခြားတဲ့ရောကတင်ပေးလိုက်တဲ့ file ကကိုက password မသိလို့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါကိုကျွန်တော် password ကိုဘယ်လိုရှာမလဲဆိုတော့ကျွန်တော်ခုနကပြောတဲ့ advanced RAR password ကပါလိမ့်နဲ့ရှာပါမယ်အဲ့မှာကျွန်တော်ဒီမှာ log RAR file ဆိုတဲ့ဟာလေးနဲ့လောက်ပါမယ်ဒီကောင်လေးကိုနှိပ်ပြီးတော့ RAR file ကို loading လုပ်လိုက်ပါမယ်ပထမအောင်ဒီမှာပါကျွန်တော်တို့လောက်ထားတဲ့ကောင်အဲကောင်လေးကိုထည့်လိုက်ပါပြီပြီးသွားလို့ရှိရင်ကျွန်တော် start လုပ်လိုက်ပါမယ် start လုပ်လိုက်မယ်ဆိုရင်သူက password ကိုရှာပါလိမ့်မယ်သူ password ရဲ့အတူရှိပေါ်လိုက်ပြီးတော့အချိန်ကြာမြင့်မှုကလည်းအနေများกว่าခြားသွားပါလိမ့်မယ်ခင်ဗျာကျွန်တော်ကတော့အစမ်းသဘောအနေနဲ့ဆိုတော့ရိုး AB ဆိုပြီးစလုံးနှလုံးပဲရိုက်ထည့်တဲ့အတွက်သူကတော့များပါလိမ့်မယ်ခဏတော့စောင်းအောင်ပါလိမ့်မယ်ဟုတ်ကဲ့ပြီးပါပြီအဲဒါဆိုလို့ရှိရင်ဒီမှာကြည့်ပါခင်ဗျာကျွန်တော် password for this file ဆိုတဲ့နေရာမှာကျွန်တော်ပေးထားခဲ့တဲ့ AB ဆိုတာလေးပေါ်နေပါပြီအဲဒီကောင်ကျွန်တော်တို့ဒီစာရွက်ပုံလေးနှိပ်ပြီးတော့ copy paste လုပ်လို့ရပါတယ် copy ဆိုတော့နှိပ်လိုက်တာနဲ့ကျွန်တော်တို့ mouse မှာသူက copy လုပ်ထားပြီးပါပြီအဲတော့ကျွန်တော်တို့စမ်းဖွင့်ကြည့်လိုက်ကြအောင် copy လုပ်ထားတဲ့ကောင်ဒီမှာတစ်ခါတည်း left click လေးနှိပ်ပြီးတော့ paste လုပ်လိုက်ရင်ရပါပြီဟုတ်ကဲ့ဒီလောက်ဆိုလို့ရှိရင်အဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျာ
အားလုံးကျေးဇူးတင်ပါတယ်